အခုကပေါ့နော်ကျမနဲ့အတူ MC လုပ်ပေးမဲ့သူနောက်ထပ်တစ်ယောက်ရှိပါသေးတယ်သူ့ကိုဖိတ်ခေါ်ချင်ပါတယ်ရှင် Makeup artist ပညာရှင်အဲဖြစ်ပါတယ်ရှင်